Hello အားလုံးပဲမင်္ဂလာပါအိမ်မှာအင်ဒိုချက်ကြော်လေးလှုပ်စားဖြစ်လို့အကြည့်ကြပါအောင်နော်အရင်ဆုံးရေစေးတန်းဆန်ထားတဲ့ချက်ပောင်လေးကိုစားအသားမောက်စနင်းမောက်နဲ့နေထားလိုက်ပါတယ်ရှင်နှက်ထားတဲ့ချက်သားကိုအနည်းဆုံးနိုင်ဝက်လောက်ဖြစ်ထားပေးပါနော်နှက်ထားတဲ့ချက်သားကိုပြုတ်ပေးပါမယ်ရှင်ရေအများကြီးမထည့်ရဘူးနော်မီအေနဲ့မိနစ်20လောက်ပြုတ်ထားလိုက်ပါတယ်ဟိုပက်တီပဲလန်လန်ပေးလိုက်ပါအိမ်မှာစီကုန်းနေတာနဲ့ကြော်တဲ့ဦးနဲ့ပဲကြော်လိုက်ပါတယ်ရှင်ငရုတ်တီအနည်းလောက်ဖို့ချက်သွန်းပြူနဲ့ငရုတ်တီကြော်ပေးလိုက်ပါတယ်ကြော်ထားတဲ့ငရုတ်တီကိုအသားမောက်စားချုံမောက်ရရောထောင်းပေးလိုက်ပါတယ်ရှင်အင်ဒိုချက်ကြော်လေးရပါပြီစားကြပါဦးရှင်